ဆိုတော့ဘယ်သူကပုံမိုက်လဲလူမိုက်တွေဘောလုံးကဇိုးတွေဘယ်သူကပုံမိုက်တယ်လူကမို့လားဆရာဆန်းပုံမိုက်တယ်အဲ့ဒီခင်ဗျာရဲ့ခေါင်းပေါ်ကလူကပုံမိုက်တယ်ခင်ဗျာရဲ့ခေါင်းပေါ်ကလူကပုံမိုက်တယ်အဲ့ခင်ဗျာခေါင်းပေါ်ကလူကသူကစုတွေပါတော့ရရတယ်ကြားတယ်ကျွန်တော်ကကြိုင်မမရှိလို့ပြောတယ်ဘာလို့လဲစုတွေပါတော့ရရတယ်ပြောတယ်သွားနိုင်တာပဲကိုယ့်ဘောကောင်းချစ်လို့ရပါဘူးစုတွေပါလေဟုတ်တယ်ဘယ်လိုပြောရလဲဟုတ်တယ်စုတွေပါသူရရတယ်သူနဲ့ချင်းထိုးမဟုတ်ဘူးသူနဲ့ချင်းထိုးမယ်ဆိုပြီးလောက်တဲ့လူတွေအကုန်လုံးကတကယ်ထိုးမှနေရလို့ရှိရင်ဖျားတဲ့လူနဲ့တွက်ချပါတာလိုက်တဲ့လူနဲ့အဲ့လိုတွေဖြစ်ကုန်လို့ဒါသူ့ကိုပြန်မဲ့မရှိဆိုပဲစုအဲ့ဒါ तू ကကျွန်တော်ဒေါ်လာရင်းနားလိုက်ပြီးကျွန်တော်ဒေါ်လာရင်းနားလိုက်ပြီးဘယ်နဲ့ဒေါ်လာရင်းနားမနာပါဘူးဒူနဲ့မှလည်းဟိုမဖြစ်ချင်ဘူးကျွန်တော်နားပဲထောင်တာပါဘလို့လဲမင်းအခုကတော့ကြောက်သွားပြီလားဘလို့ပြစ်တာလဲကျွန်တော်အတီပြောနေရတော့အဲ့ဒါကစတာကျွန်တော်တကယ်နားလိုက်တာအဲ့တော့ကျွန်တော်ဘာမှပြောမှမဟုတ်ဘူးဒေါ်လာရေးကိစ္စတွေဟိုလိုမျိုးဖြစ်နေတာဒီတိုင်းပဲလူခင်လို့လာနားထောင်မှာတဲတိုင်းဆိုတာကိုကကိုလောက်ကြကျွန်တော်ကဘယ်သူပဲမဟုတ်တားတော့မယ်အဲ့တော့သူ့တင်းမှလည်းပြောမှလည်းမဟုတ်ဟိုစကားဒီပိုဒီစကားဥပိုလည်းကျွန်တော်လောက်မှာမဟုတ်အခုတော့ဒါကိုညာတို့ဆရာဆန်တို့ရှိလို့ကျွန်တော်ဒီတိုင်းပဲတက်ပြီးလာနားထောင်မှာတဲလိုက်တယ်ကျွန်တော်မတောင်သိပါတယ်ကျွန်တော်မတက်တာကြာပါပြီလိုင်းကိုတိတ်ကိုမတက်ဖြစ်တာမဟုတ်ကျွန်တော်လည်းတက်တော့ပါရတယ်တုံးတယ်ဆိုတာလည်းတုံးတယ်လို့မဟုတ်ပါဘူးဟိုမှာကိုနေတူရိန်တို့ကိုရွှေညာတို့ကပြောလို့ဗာလဲတက်တော့တုံးလို့ရှိရင်တက်တော့ကဆော်ရှားလွယ်တယ်ဆိုပြီးပြောလို့တို့ပြောမှတုံးကြတယောက်မှလည်းမရလေအခုချိန်လေးကျွန်တော်ဆော်ရနေပြီငါအမှန်ညံ့နေတာကျွန်တော်ဆော်ရနေမှန်ညံ့အောက်မင်းတို့ကောင်းနေကွာဟိုမှာအောက်ကငါတင့်ဆိုရကောင်တနားကြီးကောင်းနေကွာဒီကောင်တနားကြီးကောင်းတယ်ကောင်းပြီးတော့ရွှေညာလည်းဒီလိုကောင်းနေတော့ပြီးတော့စိတ်နဲ့တက်ထဲနေရွှေညာအေးမို့ကျွန်တော်ဒီကောင်လေးနေရပြီးမိတာအဲ့လိုသူ့အချိန်နဲ့သူလွတ်ထားလိုက်ကြပါဗျာကျွန်တော်အခုချိန်မှာကျွန်တော်ပြည့်စုံချင်တာပါတယ်သူ့အချိန်နဲ့သူလွတ်ထားလိုက်ကျွန်တော်တို့ဖားရိုက်တာတွေဘာတွေကဖားရိုက်တာကမရိုက်နိုင်ဘူးခဏလွတ်ထားလိုက်သူ့အချိန်နဲ့လွတ်ထားလိုက်ဒါပဲလို့ဆိုတော့ဒီမတော့လိုင်းဟိုရွှေညာနဲ့တရားလေးပါလေဟောပြီးလိုက်ကွာဘယ်လိုနေရထိုင်ရလဲဆိုတော့နိုင်ငံရေးပဲဖြစ်တော်နိုင်ငံရေးပဲဖြစ်ဟုတ်ပြီဒီမလို့ကြီးကိုပဲတရားချယူရမှာတောင်းခံအေးဒီမလို့ကတော့တရားတွေရနေပြီကွာဒီမလို့ကတော့ငါသိတယ်အေးအောင်ဒီတစ်ခေါက်မေးတခွားဆိုင်မှလားဗာဆိုင်မှလည်းညီလေးဒီမလို့ကြီးမေတ္တာပန်းမေစိုက်တော့မြစ်တာမှလည်းအေးတော့ပါမယ်ဟောလင်းဘလော့ကြီးလားအေးဟုတ်တယ်ကျွန်တော်အဲ့လေလင်းဘလော့လေဟာတော့ဖိုက်ပဲရောက်သွားပြီကြီးလေတော့ဖိုက်တော့ YouTube channel ရောအကုန်လုံးဗျာအကုန်ကြောင်းမလိုက်ကျွန်တော်နိုင်ငံမလုပ်တော့ပါဘူးတော့ဖိုက်ရမရှိတော့ဘူးလင်းဘရော့လေတစ်ချက်လောက်မြစ်တာရက်ခံကျင်တာလေမတ်စုမြတ်တို့မော်တမဟုတ်လားနင်အကောက်တို့နဲ့သွားတက်မတိုက်ခိုက်တာပြောတယ်ဘာနေကြလဲဟုတ်တယ်ဘသူလဲဘကနေကြတော့မောင်နှမတွေဘသူကိုလဲအဲ့လင်းမလို့ရနိုင်ငံရေးမှာမလုပ်တော့ပါဘူးလို့ပြောတော့မှာဒုက္ခပဲโอเคခဏလေးနော်နိုင်ငံရေးလှုပ်ရှင်းကိုအခုခဏလာကျွန်တော်ပြောမယ်လင်းမလို့ရမင်းတော်လန်ရေးကိုအကြောင်းပြပြီးစီးရီးယားစစ်သားတယောက်ပါဆိုပြီးတော့မင်းလိန်စားသွားတဲ့ငွေတွေမင်းသိတယ်နော်အမှတ်1မင်းသိရနော်ဒါမင်းလိုက်ပြမင်းလုံးပါစီလို့ငါမင်းကိုပြောချင်တယ်နောက်တစ်ခုကမင်းလိန်စားသွားပြီးတော့ပြီးသွားတဲ့ပတ်စံတွေကိုဒီအမတွေကမင်းစီကပြန်တောင်းနေခြင်းမရှိဘူးမင်းဘာဖြစ်လို့အကောက်အတုနဲ့လိုက်တိုက်ခိုက်နေရလဲမင်းမဟုတ်ဘူးလို့မင်းညင်လိုက်ဘယ်ကောက်တူလဲဘယ်ကောက်တူလဲလားဘယ်ကောက်တူလဲโอเคဟုတ်ပြီမင်းဟိုမင်းရဲ့ခုကြောင့်ခဏလေးကိုမြစ်တာခဏလေးကျွန်တော်မေးပါဦးမယ်ခဏလေးခုကြောင့်သူတို့ကမောင်နှမအရင်နေလေဘယ်သူပြောလဲကိုကိုညာဥစားမဖြစ်ပါနဲ့ဘုံမပြောနေထားလိုက်ကြောက်ရမယ်ငါမဲကိုပြလဲမင်းငါတဲကျင်လို့တီးတက်လာဆဲပြီးပြောအကောက်တူနဲ့သူတို့သွားဆဲရင်ကိုမေကိုဘွားဆက်တိုင်းလို့ဟုတ်ပြီ
ဒီထက်ရှင်းတာမရှိတော့ မဟုတ်အကောက်အထုနဲ့မင်းအဲ့လိုမျိုးကျင်လို့မရဘူးကွာအဲ့တော့ဒီနေ့မင်းဟိုတည်းရေးပေါ်တဲ့ဆိုင်ထဲမှာမင်းဒီပါတော့ မပြောပြော အော်ပြောပြီမင်းဟိုနေ့ကရေးပေါ်တဲ့ဆိုင်မှာမော်နမတိုင်ရောတင်ရှိခဲ့တာလေနောက်တစ်ခုကမင်းမပုံတင်မယ်ဆိုတော့မင်းအဲ့ဒီအစာဆွဲထုတ်ရင်မင်းအဆုံးထိသွားမယ်ဇလန်းနေဟုတ်ပြီမင်းလိုက်ပြမင်းလုံခဲ့တယ်ဆိုရင်လာဒီဆရာဆန်လိုက်ပါလေငါတို့မင်းကိုပြောနေမင်းကြားလို့မင်းလက်ကိုမင်းလာခဲ့တာငါတို့သိတယ်အဲ့တော့မင်းလိုက်ပြမင်းတကယ်လုံနေမင်းစီဟလာမင်းမိဘကိုမင်းတကယ်တမှုထားတဲ့သားသမီးမှန်တယ်ဆိုရင်မင်းကိုးကွယ်တဲ့ဖခင်ကိုမင်းတကယ်ယုံကြည်ဆိုရင်မင်းဖခင်ရှိမှသွားပြီးတော့မင်းတစ္ဆာရေးတောက်ပြီးမကျင်ရင်လားမင်းကျေးဇူးရှင်အမတွေကိုမင်းစီဟလာဒီအခုနောက်ပိုင်းမှာလုံးဝမင်းအကောက်အတူတွေနဲ့လိုက်ပြီးမစော်ကားခဲ့ပါဘူးဆိုတော့မကျင်ရင်လားနေဘလို့ ခွေးကြောင်ကသူပြောတာရှင်းနေလေမင်းကလေ အခုဟုတ်ပြီအခုကျွန်တော်ပြောတာကိုမရှိဘူးကျွန်တော်ပြောတာကိုမရှိဘူးလား သူအဲ့လိုမျိုးလုပ်ခဲ့ရင် ကိုညာကျွန်တော်ပြောတာကိုမရှိဘူးလား ဝါသတိုင်းလိုရပါသေးရဲ့လို့သူပြောပြီးပြီလေမင်းအောင်ဘာတွေ ဟုတ်ပြီအဲ့လိုဗစက်ကနေချိန်သွားတာသူအများကြီးရှိတယ်ဗျာကျွန်တော်ပြောတာဘုရားသခင်ရှိမှာဘုရားသားတော်ကြီးကိုတော်ကြည့်ကြရတာ ရှိချင်းကိုပြောနေတာမဟုတ်လေသူယောက်ျားတယောက်နေနေပြောနေတာလေမင်းက ဟုတ်ပြီကျွန်တော်လည်းယောက်ျားတယောက်အနေနဲ့ဗျာ စုမုံတို့ဟွာတို့ရဲ့ကနေဒါတို့ရဲ့ဂျားတဲ့ဘောမင်းကဘာလို့နာနေရမင်းကကလားတယောက်တွေဘာလို့နာနေ ကျွန်တော်ပြောတာရှင်းရှင်းလေးပဲဘာကြောင့်နာလဲနံပါတ်1သူစီရီယမ်စစ်သားတယောက်ဖြစ်တယ်ရှင်းရမယ်နော်စီရီယန်စစ်သားတယောက်ကအဲ့သူစောက် အခုရှင်းပြရင်လည်းအခုကနားမဆောင်ဘူးဆရာဆန်လိုက်မှာအခုကခဏလေးဆရာဆန်လိုက်မှာအခုကမော်နီတာရှိရဆိုပြီးတော့အခုပါဝါသိမ့်မပြ မော်နီတာရှိချင်းမရှိချင်းကိုပြောနေအောင်မင်းကိုအခုဒီမှာကောင်းမို့ မော်နီတာမရှိဟုတ်ကျွန်တော်လည်းလေးမျိုးနဲ့ရှင်းနေလေကျွန်တော်လည်းလေးမျိုးနဲ့ရှင်းအခုလည်းပါဆိုင် ပြောပြနေတာလी အခုလေးမလောက်ကိုကျွန်တော်တိကျတဲ့အဖြေတခုထုတ်ပေးနေလေအခုဘာဖြစ်လို့တိကျ အခုမင်းကို तू ကလင်းမလုံးကလည်းတင်းကြတဲ့အဖြေကိုမင်းကိုပြီးပြီးပြီမင်းကဘာကို तू ကလုံးနေတော့ မဟုတ်ဘူးအဲ့ယောက်ျားတယောက်ကခင်ဗျအဲ့လိုစကားတခုကိုဖြစ်သလိုပြောပြီး तू လိန်သွားတဲ့ပတ်စံကိုနေတဲ့ပတ်စံလားတော်လိုင်းကြီးကိုထောက်ခံတဲ့ဟိုပြည်သူတွေရဲ့ပတ်စံကိုအလွဲသုံးစားလုပ်သွားတာလေဗျာမင်းပတ်စံပါလားအဲ့ မဟုတ်အဲ့လိုမဟုတ်ကျွန်တော်ပတ်စံကျွန်တော်လူအားမဟုတ်ဘူးဗျာကျွန်တော်လူအားမဟုတ်ဘူးဒါပေမဲ့ မင်း ကျွန်တော်ပြောရှင်းရှင်းလေးပဲကျွန်တော်လူအားမဟုတ်ဘူးနောက်တစ်ခုကကျွန်တော်ဒီ မပါဘဲနဲ့ဆိုမင်းကဘာလို့ဂျားနေ နားတာကိုခင်ဗျားလို့စိတ်ဓာတ်မရှိဘူးဘသူ မင်းတို့ဂျားနေတော့ဘာလို့မင်းအမျိုးအားချောင်းနေရတယ်လို့ ဂျားရဟုတ်ပြီအဲ့ဒီမှာကျွန်တော်ပြောတာရှင်းရှင်းလေးပဲကိုမျက်နှာပြီးရဲ့ မင်းဘာရေးနေတယ်လဲ သူတမိုင်းကိုသူရေးတာလည်းမပြီးသေးဘူးကိုရဲ့သူလောက်သွားတဲ့လောက်ရက်ကသူဒီစီရီယမ်စစ်သားတယောက်ဖြစ်တယ် ဟုတ်ဘူးငါပြောမယ်ခွကြောင်းသားလင်းမလို့လုံးလိုက်လို့မင်းရဲ့မိသားစုရဲ့ဘဝရှိရေးတွေမင်းရဲ့ဘဝရှိရေးတွေလင်းမလို့လုံးလိုက်တဲ့အထက်မှာမင်းတို့ထိခိုက်နစ်နာမှုများရှိသွားလား ခဏနဲ့ကိုညာ အခုမေးပြီးလား ကိုညာကျွန်တော်ကြောင့်မို့အာကုတို့တက်မခဲ့နဲ့အခုမင်း အာကုတို့ဟုတ်ပြီမင်းခဏနေမင်းမစင်းသွားနဲ့ဟုတ်ငါကိုညာကိုရှင်းပြလိုက်မယ် မင်းကကိုကရှင်းတာဒီကရှင်းတာလာမပြောနဲ့အခုမင်း ပြော မင်းကိုလူမုံနဲ့ဆက်သွယ်ရှိလားကိုလူမုံနဲ့ဘယ်သူဆက်သွယ်ရှိလဲအခုငါသူ့အိမ်အောင်ဆင်းသွားလိုက်ငါမှဖုန်းနှလုံးရှိတယ်အဲ့ဖုန်းနှလုံးလုံးစစ်ခိုင်းနိုင်မင်းတို့ပြောတဲ့အကောက်ပိုင်လူမုံငါ့ကိုစောက်ခွက်ရခိုင်းတယ်အမှရလားလို့မျိုးလို့ဆက်သွယ်လိုက်ငါအောက်ဆင်းလိုက်နော် ဒါဆိုရင်မင်းအခုမျက်နှာဖွင့်ပြီးမင်းအိမ်မှာဖျားဥသိရှိရမလား ရားတယ်ရှိရမဟုတ်လား ဘာရမင်းငါပြောလဲမင်းကြောင့်ငါပြောချင်လို့ပြော မဟုတ်လေမင်းမရှောင်ထွက်ပြေးနေလေကွာမင်းယောက်ျားပဲလေကွာမင်းယောက်ျားပဲလေကွာဘာဖြစ်လဲမင်းဖျားသိရှိတယ်ဖျားရှိမှမင်းတိုင်နေပြီးသစ္စာဆိုအဲ့ဒီအကောက်ဒီမင်းမဟုတ်ပါဘူးမင်းမတိုက်ခိုက်ပါဘူးဆိုရင်ဟာမင်းမျက်နှာဖွင့်ပြီးမင်းကူမချိန်လေကွာမင်းမိုးလေဖြစ်နေကြပဲဟာ မင်းငါဖော် ငါမြင်ငါကြည့်ကောင်းငါတို့အားလုံးကြည့်ပြီမကွာမင်းကို ငါဖော် ဒီကောင်နေပြီဘာလို့ကိုကြောက်က မင်းမဖက် မဆုမြတ်ကိုပြခေါ်လိုက်ပါသူချင်းစကားပြီးတွေ့လိုက်သူပြော မဟုတ်ခဏနေမောင်လူသွားလိုက်မယ်ကြားလို့စောင်းအားရလောက်ပဲ ဘလူးသမ အေးပေါ့ မင်းတော့ဟိုနေ့ကမင်းအဲ့ဒီတီဆိုတဲ့အကောင့်နဲ့အိမ်နဲ့တော့လည်းမင်းရေးခဲ့တာပါငါပြပေးမယ်မင်းသွားလိုက် အေးပြမင်းတကယ်တက်ခဲ့နော်အေးမင်းတကယ်တက်ခဲ့ပြီးမင်းချိန်ကြနော်မင်းကျေးဇူးရှင်ကိုလည်း မော ဒီကတော့တက်တို့ဒီခေါ်လိုက်ဗျာဒီမှာ Amazon ပဲဟိုမှာဆိုကိုချိုဝိုင်းပါ ဒီကောင်ကသူတို့ချင်းတဲ့နေရာမှာဆရာတော်သွားရှင်းမသိတရားစသူတို့ချင်းတဲ့နေရာမှာသွားရှင်းမသိ ကျွန်တော်ပြောပြချင်တာ ဒီစကားတောင်းဝင်ပြောတာဘောနေမဆုမြတ်လို့ဟိုဘလို့ထိရှင်တာတော့ပါတော့ ကျွန်တော်တို့ကမယ်ဆရာဆက်ကျွန်တော်ကကိုယ့်ဘာကိုရေးစင်းနေနေတာကျွန်တော်ဘယ်သူ့မှဟိုမဖြစ်ကျွန်တော်ပြောချင်လို့လာပြောနေ ဒါဆိုရင်မချိန်လိုက်လေကွာမဖျားနေရှင်ဘာလို့တက်တိပါကြောင်နေရလဲ သွားချင်းနေရမလို့ခွေးကြောင်းသားမင်းဟိုမှာသွားနေပြီ ငါကိုလည်းမချိန်နေကြပဲ လူမုံတီကိုသွားနေပြီမင်းတို့ကိုးကွယ်နေတဲ့လူမုံတီကိုသွားနေပြီ ကိုလမော အေးရ
လူမိုးကိုကိုးကွယ်တဲ့စကားလာမပြောတဲ့ငါ့ကိုတော့ကိုညာစကားကိုစီကရှိပြောနောက်တစ်ခုမင်းပတ်သက်ပါသွားလားဆိုတဲ့စကားကိုညာခဏပတ်သက်တယ်ကျွန်တော်ကဘဒူတစ်ကျွန်တော်ကရှင်းရှင်းလေးပဲဘဒူတစ်ငတေးမိုင်းပြီးတော့ဆေးတယ်ကျွန်တော်ကြီးထဲမှာမရှိဘူးမဆုမလို့ ဒီမမာရီစိတ်တယ်မရှိရမပြောနေဒီလား ခင်ဗျာစောင့်စီရှိစကားပြောနေဗျာ သူတမန်သူရင်းနေတာသူတမိုင်းသူရင်းနေတာ သူတမိုင်းကိုသူရင်းနေတာမဟုတ်ရေးပြီးတော့ဒီကောင်တကယ်တရေမှန်တယ်ဆိုရင်အခုကျွန်တော်အကောင့်တစ်ခုဖတ်ရလွယ်လေးပဲအကောင့်တစ်ခုဖစ်မယ်အကောင့်တစ်ခုဖြတ်မယ်ဘာလို့မခဲရလုံးမဟုတ်ဒီအထောက်အထားတစ်ခုပြအောင်လေအခုသူမဟုတ်ဘူးအခုဘယ်လိုအခုဂရိပေးနိုင်လဲကဲပြော အခုမင်းသူလူမုန်းတီကိုသွားနေပြီလို့သူလူမုန်းတီကိုသွားနေပြီ ခင်ဗျာစစ်တပ်ကိုထောက်ခံခြင်းအန်ယူဂျီကိုခင်ဗျာမုန်းနေကျွန်တော်မဆိုင်ဒီကိစ္စဒီသူဒီပေါ်နေလိန်သွားတဲ့ကိစ္စတွေ ငါတို့လုံးမဟုတ်ဘူး အဲ့တော့ခင်ဗျားတို့လူတွေကတော့ခင်ဗျားတို့စစ်တပ်ကိုထောက်ခံပြီးတော့လူတိုက်ခိုက်နေတယ်လူခင်ဗျားတို့အားပေးမှာဒါခင်ဗျားတို့ထုံးစံပဲဟုတ်ပြီလားဒါလေးတော့ကျွန်တော်ဖြစ်တဲ့ကိစ္စ မင်းအောက်ကိုသွားလိုက်တော့အဲ့တော့စင်ပြေလားမင်းအောက်ကိုသွားလိုက်တော့ ညဆိုင်ကျွန်တော်ပြောမယ်ကျွန်တော်သူတို့သွားလည်းမဆဲဘူးသွားလည်းမပြောဘူးတစ်တော့တော့ကျွန်တော်တစ်ခါတလေမှတက်တာအဲ့တက်တဲ့ချိန်ကလည်းညပတ်တယ်ကိုညလိုက်တော့ကျွန်တော်နှစ်ခါကြည့်ပြီးတက်တာကျွန်တော်ဘာတွေများပြောပြီးဘာစကားတွေများထွန်းတက်တာကိုညမြင်လို့လေအကိုကတော့ကျွန်တော်ဆဲဆိုနေရတွေ့လို့လား မနေ့ညအကိုကျွန်တော်လိုက်လာမလားလာလိုက်ပြီးတော့ကျွန်တော်ဒီနေ့ညနေကျင်းပိုင်းလောက်ပေါ့နော်သူတို့လိုက်ကိုတက်သွားပြီကျွန်တော်ကိုယ်ရင်ပဲမေးလိုက်တယ်ဘာလို့ ခဏတော့မဟုတ်ဘူးကိုဆက်သားမဆုမွန်လာတယ်လေမဆုမွန် ဟုတ်တယ်အေးလာတယ်ကျွန်တော်ဆွဲသူ မဆုမွန်လာတယ် မဆုမြက်လာပြီပေါ့အေးမဆုမွန်လာတယ်အဲ့ဒါမဆုမွန်တို့နဲ့သူတို့တွေ့ပြီလားကာယကံရှင်နဲ့ အေးကာယကံရှင်လို့ ဟိုကနေတွေ့ပြီလားအဲ့ဒီခွေးเจ้าမတို့လိုဟွာတွေနဲ့မတွေ့ပြီနဲ့သူတို့ဒီမောင်နှမအချင်းချင်းသူတို့ပြောပြီစီဒီလေလားမရှိရှိသူတို့မောင်နှမအချင်းချင်းကပြောပြီစီဒီလားနောက်ပြီးမကနီတာတို့ဆိုတာကျွန်တော်တို့လှူဒန်းပေးထားတဲ့သူတွေရှိတယ်ဒါပေမဲ့ကျွန်တော်မကနီတာတို့ဘက်ကနေပေါ်တယ်လိုက်ပြောသေးရမလို့လင်းမလို့ဘက်ကလည်းကျွန်တော်လိုက်ပြောသေးရမလို့ဒါကကိုကဟိုလောက်ပြီးပြောရမှာကိုတို့လင်းမလို့ရဒါဘလို့ဖြစ်တာလဲရှင်းပေးလိုက်ပြီးသွားပြီသူတို့မောင်နှမအချင်းချင်းနေဗျာခင်ဗျာလေ ခုကသူတို့ဒီပဲလာပြပြ ခွေးကြောင်းသားရေမင်းအမမဆုမျိုးလေးတို့ပါမုံဖြစ်ပါခေါ်လိုက်တာ သူတို့ဘသူကပဲလာပြပြဘသူကပဲလာဆိုကျွန်တော်ပဲပြောနေသလိုလိုနဲ့သူတို့ကြောင့်ကျွန်တော်စိတ်ဝင် ကျွန်တော် စား လည်းပရမလေအမတီတီညတခုရှိတယ်နောက်တစ်ခုက စိတ်ဝင်စားတာမဟုတ်တောက်ကောင်းတဲ့ကိုမရှိတော့တာတည်ပြောရတယ်နော်မောတယ်ဗျာသိလားလိုင်းပေါ်မှာဆဲဆိုပြီးတော့ပြောဆိုနေရတာမောလဲမောတယ်ချက်လဲချက်တယ်အဲ့ဒါဟိုမှာဟိုအပြုံးမအောင်တင်လို့ချင်းမှာမောင်လူမိုးနဲ့မျက်စောင်းတိုးနေနေတာမောင်လူမိုးရင်လာခဲ့လိုက်တိုက်တဲ့သူလာခဲ့လိုက်မင်းတို့အကောက်လာကြည့်မှာငါမှဂျီမေးတွေရောဘာတွေရောအကုန်လုံးငါမှဖုန်းနှလုံးရှိရအဲ့ဒါတွေပါအကုန်ဝင်ပြီးလာစစ်ခါတယ် ကျွန်တော်ဘာဖြစ်လို့ မောတယ်ကွာပြင်အဲ့လိုင်းမော်ကြီးမှာပြောဆိုဆဲပြီးတော့ဟိုနေ့စဉ်တူတူကပြောနေတာငါတို့အဆင်မပြေဘူးကွာမပြေလို့မပြောချင်လို့မပြောတာဘုရားရှင်ရှေ့မှာကြိမ်မာလားဘာညာနဲ့ဘုရားရှင်ရှေ့မှာကြိမ်တော့ဘာထူးမှာလဲဟုတ်ဘုရားရှင်ရှေ့မှာကြိမ်နေဆိုအဲ့တံပြန်တဲ့ကိစ္စကိုမင်းတာဝန်ခံမှာလားဟုတ် ဘာလဲပေါ်ပြလာမင်းအမမဆုမြက်ကိုဒါခေါ်လိုက်ပါသူတို့ချင်းချင်းစကားပြီးပြလိုက်တာတရားတော့ကတ်ရှင်နေအဲ့ဒါပို့ပြီးကောင်းနေ သူလိုက်ကိုအခုလင်းတခါ